brother တို့ကျွန်တော်တို့အားရမှာဗျကျွန်တော်မနေ့ကတင်တဲ့ creator page နဲ့ပတ်သက်တဲ့ဗီဒီယိုမှာ creator page account ဘယ်လိုရှောက်ကြတာလဲဆိုတဲ့လူတွေအတွက်မရှောက်တတ်တဲ့လူတွေအတွက်ကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်ဆိုတော့စလိုက်အောင် brother တို့ပထမ creator hash ဆိုတဲ့ link နဲ့ကိုရင်ဝင်ရမယ်brother တို့ဝင်ပြီးတော့လို့ရှိရင်အရင်ဆုံးတွေ့မှာ create account region နေရာမှာ brother တို့အာရှဆိုတဲ့စာပေါက်ကိုထည့်ပါပြီးလို့ရှိရင် country region နေရာမှာကျွန်တော်တို့ကမြန်မာနိုင်ငံဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုရွေးပြီးတော့ရှာလိုက်ပါမြန်မာတို့ထည့်ပါပြီးရင်အဓိကသတိထားမှာဗျာဒီလားမွေးနေ့မှာအသက်16နှစ်ကျော်နေရမှာဗျာ16နှစ်ကျော်နေမှာရှိမှာအဲ့တော့ brother ရဲ့မွေးနေ့ brother အသက်က16နှစ်ကျော်မှနှမဆိုရင်အသက်မပြည့်ဘဲနဲ့ reject ထိသွားနိုင်တယ်ဗျာအဲ့တော့ brother ရဲ့အသက်ကိုတိကျရေးထည့်ပေးလေဗျာအဲ့တော့ကျွန်တော်ကတော့ဒါ brother တို့နမူနာပြရနေထည့်ပေးလေဗျာပြီးလို့ရှိရင်ကိုကီနှစ်ခုလုံးကိုအဆက်လုပ်ပြီးတော့ next နေလေပါnext နေပြီးလို့ရှိရင်brother တို့အဲ့မှာ brother တို့တုံးမဲ့ Gmail နော် brother တို့ရဲ့တုံးတဲ့ Gmail ကိုတိကျရေးထည့်ပေးလေပါ okay ဆိုတော့ brother တို့ Gmail လေးရင်ရိုက်ထည့်လိုက်ပါကျွန်တော်ကတော့ privacy ကကျွန်တော်ဝါထားလိုက်ပါမယ် Gmail ကိုbrother တို့ Gmail ထည့်ပြီးသွားရင်အမှ brother တို့စမ်းကုတ်ဆိုတော့နှိပ်လိုက်ပြသေးလားစမ်းကုတ်ဆိုတော့နှိပ်အဲ့လိုကြာရင် brother တို့ account နဲ့ကိုဗျာ brother တို့ရဲ့ Gmail account နဲ့ကိုကိုတစ်ခုကြာလာလိမ့်မယ်ဆိုတော့ကုတ်ကြာလာပြီဆိုလို့ရှိရင်အဲ့ကို brother ထည့်ပေးလိုက်ပါကုတ်ထည့်ပြီးသွားလို့ရှိရင် brother တို့password အဓိက password brother တို့ password ကိုတော့တိကျမှတ်ထားပါအဲ့တော့ password ကနှစ်ခုရိုက်ကြမယ်ဗျာ confirm password ကိုနှစ်ခုအတူတူပဲရိုက်ကြမှာဗျာ password နှစ်ခုလုံးအတူတူရိုက်လိုက်ပါokay ဆိုတော့ရိုက်ပြီးသွားရင် register နှိပ်လိုက်ပါ so okay register နှိပ်ပြီးသွားရင် brother တို့ step 1 step 2လာပါပြီဆိုတော့ brother တို့ next ကိုနှိပ်လိုက်ရင်ဒါမျိုးလေးတွေ့လိမ့်မယ်ဗျာဒါမျိုးတွေ့ရင်ကျွန်တော်ဖြည့်ရမယ့်ဟာတွေကျွန်တော်ပြပြမယ်ဆိုတော့ brother တို့က YouTube နဲ့ချိန်မှာလား TikTok နဲ့ချိန်မှာလားဆိုတော့ TikTok နဲ့ချိန်မယ်ဆိုရင် brother တို့ TikTok ကိုနှိပ်လိုက်ပါ TikTok ကိုနှိပ်လို့ရှိရင် brother တို့ account နဲ့ချိန်ရအောင်မယ်brother တို့ TikTok account နဲ့ချိန်လို့ရှိရင် brother တို့ TikTok account နဲ့ချိန်မှာလားလို့မေးရတဲ့အတွက် okay နှိပ်ပေးလိုက်ပါ brother တို့ရဲ့ TikTok account နဲ့ချိန်ပြီးသွားရင်အဆင့်3ကိုရောက်ပါပြီအဆင့်3မှာ brother တို့ region မှာအာရှ country မှာမြန်မာလို့ပဲထားပါအဓိကပြောချင်တာကနံပါတ်2အဆင့်နံပါတ်2အဆင့်ကတော့brother တို့ TikTok ရဲ့ brother တို့ TikTok account ပါဗျာလွန်ခဲ့တဲ့3လအတွင်းကတင်ထားတဲ့highlight တွေပေါ့နော်ပတ်ကြီးနဲ့ပတ်သက်တဲ့ highlight တွေကိုTikTok ရဲ့ analysis တွေကိုသွားပြီးတော့ brother တို့ရဲ့ view ဟာတွေကမြန်မာနိုင်ငံမှာအများဆုံးရှိတာလားဘယ်နိုင်ငံမှာအများဆုံးရှိတာလဲဆိုတာကို brother တို့သူ့ကို subscribe ရိုက်ပို့မှာပါအဲ့ဒီ point ရဲ့နမူနာလေးကိုကျွန်တော်ပြရဗျာနောက်မှာဆိုတော့ဒါကတော့တင်ပေးရမယ်သူ့ကိုအဲ့လက်ပုံတင်ပေးရမယ်ထဲမှာဗျာ brother ကို subscribe ရိုက်ပို့အောင်ပါဒီပုံလေးကတော့brother တို့အဲ့ဒါတော့ TikTok analysis ထဲမှာကြည့်ရတာဆိုတော့လူတိုင်းဒီပါသိမယ်ထင်ပါတယ်ဆိုတော့အပုံလေးကိုထည့်ပြီးသွားလို့ရှိရင် brother တို့အောက်မှာသူက brother တို့ရဲ့ပုံပါဗျာ AI နဲ့ edit လုပ်ထားလား edit လုပ်ထားမဟုတ်လားဆိုတော့ brother တို့မေးတာဆိုတော့ brother တို့ကဒါကိုယ့်ရဲ့အစစ်မှန်ပုံဖြစ်တဲ့အတွက်nose ကိုနေပါပြီးရင်အောက်မှာ TikTok မှာအသုံးယူမဲ့စာတော့ brother တို့မြန်မာသားထားမှာလားအင်္ဂလိပ်စာထားမှာလား brother တို့ကြိုက်တာထားလို့ရပါတယ်လားတော့ပြီးရင်တော်များကြောက်တဲ့အဆင့်ဒီအဆင့်ဗျာဒီအဆင့်ကဘာလို့လဲဆိုတော့in-game ID ပါထည့်ပြီးတော့ချိန်ကြတဲ့အတွက်တော်များဗျာကို game ကောင်ပါတော့မှလည်းကြောက်တယ်ဒါမှမဟုတ် hacking application တွေလားအဲ့ဒါတွေကိုစိုးရင်ရတယ်ဗျာမဟုတ်ပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဗီဒီယိုမှာရှင်းပြပေးပါမယ် in-game report တွေ in-game title တွေရမယ်အတွက်ကြောင့်သူကဘာလို့လဲဆိုတော့အဲ့ဒီ game ကိုချိန်ခိုင်းတာဗျာကဲဆိုတော့ဆက်သွားလိုက်ရအောင်အဲ့တော့ brother တို့အဆင့်လေးရောက်ပြီဆိုတော့ brother ရဲ့ name မှာ brother ရဲ့နာမည်ရင်းထည့်မယ်ပြီးလို့ရှိရင် email မှာခုနထည့်ထားတဲ့ brother တို့ login ထားတဲ့ email ကိုထည့်မယ်ပြီးလို့ရှိရင် cell phone area code ဆိုတာကကျွန်တော်တို့မြန်မာ code number ဆိုရင်ရှေ့မှာ +959 ခံတယ်ဗျာအဲ့တော့ +959 ကိုရှာလိုက်ပါအကောင့်လေးကိုနှိပ်ပြီးတော့ပြီးရင် phone number brother တို့ရဲ့ phone number ကိုထည့်ပါပြီးရင် region မှာ Asia ထည့်မယ် country region မှာမြန်မာထည့်မယ်primary language မှာကျတော့အင်္ဂလိပ်ထည့်မယ်ပြီးရင် birthday ကကျတော့ခုန brother တို့ရဲ့login ဆက်ဆောင်ဝင်တော့ထည့်ထားတဲ့ birthday ကိုထည့်ပါပြီးရင် Discord ID တို့ WhatsApp တို့က brother တို့မှာ Discord တို့ WhatsApp တို့ရှိလို့ရှိရင်ထည့်လို့ရပါတယ်မရှိရင်မထည့်နဲ့ဘာမှမဖြစ်ရပါတယ်ပြီးရင် game account
အဲ့ game ကောင်မှာ blind game ကောင်ဆိုတာဝင်လိုက်ပါဝင်လိုက်ရင် brother တို့ကို QR code လေးတစ်ခုကြာလာလိမ့်မယ်အဲ့ QR code ကို screenshot ရိုက်ပြီးရင် brother တို့ရဲ့ in game ထဲကိုဝင် in game ထဲဝင်ပြီးတော့ brother တို့ in game ထဲမှာ QR code နဲ့ login ဝင်လိုက်ပါ so login ဝင်လိုက်ရင်ဒါမျိုးလေးပေါ်လာပါလိမ့်မယ်စိတ်မပူပါနဲ့ okay လေးနှိပ်ပြီးတော့ခုနလေးနဲ့ပြန်ဝင်လိုက်ပါကဲဒါဆိုရင်တော့ brother တို့ creator hash လျှောက်တာသူတို့ရဲ့ under review အောက်မှာရှိနေပြီဆိုတဲ့အကြောင်းလေးပြထားပါလိမ့်မယ်နောက်24နာရီရော48နာရီအတွင်းမှာ brother တို့အကောင့်ကို approve ဖြစ်မဖြစ်ကို Gmail ကနေပို့ပါလိမ့်မယ်ဗျဆိုအားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်လည်းသိသလောက်လေးပြောပြထားတာပါနောက်လည်းကျွန်တော် knowledge share တွေအများကြီးလုပ်ပေးသွားမှာမလို့ကျွန်တော်ရဲ့အကောင့်လေးကို follow တွေနဲ့ like share လေးလုပ်ပြီးကူညီပေးကြအောင်ဗျ